အားလုံးပဲမင်္ဂလာပါလို့ကျွန်တော်မာရိတ်ကနေနှုတ်ခေါ်ဆက်တာပါတယ်ဒီနေ့ဖတ်ပြမယ့်ခေါင်းစဉ်ကတော့ခင်မင်မှုတန်ဖိုးများပဲဖြစ်ပါတယ်ဟိုးရှိတို့ကအင်မတန်စိတ်တူစိတ်ဆက်တဲ့ကောင်လေးတစ်ယောက်ရှိပါတယ်ဒီနေ့ကျတော့သူ့အဖေကကောင်လေးကိုအရေးတန်တထုတ်ပေးလိုက်ပြီးတော့ပြောပါတော့တယ်မင်းတစ်ခါစိတ်တူတိုင်းတစ်ခါစိတ်တူတိုင်းတန်တချောင်းကိုနောက်ဖေးကဝင်းနေရတိုင်းမှာတော်ရိုက်ချီကွာတဲ့အဖေကအဲ့လိုပြောပြီးတန်ထုတ်ပေးလိုက်တဲ့ပထမနေ့မှာတော့ကောင်လေးဟာဝင်းထရတိုင်းမှာတန်ပေါင်း38ချောင်းတီတီကိုရိုက်သေးဖြစ်သွားခဲ့ပါတယ်။အဲ့လိုနဲ့သူစိတ်တူတိုင်းဒေါသဖြစ်တိုင်းမှာတန်လေးတွေကိုဝင်းထရတိုင်းမှာရက်ရဲနဲ့ကောင်လေးဟာသူ့စိတ်တွင်ထိနိုင်လာပါတယ်။တရဲချစ်တွေကလည်းဒီနေ့တစ်နေ့ကျဲလာတာပေါ့လေ။ဒီလိုနဲ့ကောင်လေးဟာဝင်းထရမှာတန်ပြေးရတာနဲ့စာရင်ဒေါသဖြစ်နေတဲ့စိတ်ကိုထိသိရတာကပိုပြီးလွယ်ကူနေမှတဖြည်းဖြည်းနဲ့သဘောပေါက်လာပါတော့တယ်။အဆုံးမှာတော့ကောင်လေးဟာလုံးကိုစိတ်မတူဒေါသမထွက်တော့ပဲနေနိုင်တဲ့နေ့ကိုရောက်လာပါတော့တယ်။ဒီမှာနေကောက်လေးလည်းပြေးသွားပြီးတော့သူ့အဖေကိုတင်းသွားပူတာပေါ့။အဖေကြီးတော်စိတ်ကိုထိန်းနိုင်သွားပြီဗျာပေါ့။အဲ့လိုနဲ့အဖေလုပ်တဲ့သူကနောက်တစ်မျိုးခိုင်းပြပါတယ်။မိကူမင်းဒေါသမဖြစ်အောင်အနေကိုထိန်းနိုင်ပြီဆိုတာနဲ့အဲ့ဒီမင်းရိတ်ထားတဲ့တန်တချောင်းကိုပြန်လို့ဇံပါဦးကွာ။ဒီနေ့ထိန်းနိုင်ရင်ညအိတ်ခါနေကြရင်တချောင်းလုံးနဲ့ပြန်လို့တော့လို့မှာလိုက်ပါတယ်။အဲ့လိုနဲ့ရက်တွေကြာလာတဲ့အခါကောက်လေးကသူ့အဖေကိုပြောနိုင်သွားတယ်။အဖေတားရိုက်ခဲ့တဲ့တန်တွေအားလုံးကိုနှုတ်ပြီးသွားပါပြီဗျ။တချောင်းမှမကြံတော့ဘူး။ဒီအခါအဖေလို့တဲ့သူကလည်းတားရိုက်လက်ကိုဆွဲပြီးတော့တားရိုက်ခဲ့တဲ့ဝင်းထရံစီကိုခေါ်သွားတယ်။တော်ရင်ငါသားလို့လည်းပြောလိုက်ပါတယ်။ဒါပေမဲ့ဒါတိကျကြည့်စမ်းဝင်းထရံတိုင်းမှာအပေါက်တွေဖြစ်ကြခဲ့တယ်နော်။ဝင်းထရံတိုင်းကအရင်တော့ကလိုချောချောမွေ့တော့မဟုတ်တော့ဘူးဆိုတာသားမြင်တယ်မဟုတ်လား။အေးဒါကစိတ်တူဒေါသဖြစ်နေပါဇက်နဲ့တခေါချင်းပြောချလိုက်တဲ့အခါတစ်ဖက်သားဆိုတဲ့ဝေထရတိုင်းမှာအခုလိုပဲအမာရွတ်တွေထိချရတတ်တဲ့တာကြီးအဲ့ဒါလိုပဲလူတစ်ယောက်ကိုသားကဓာတ်နဲ့ထိုးလိုက်တယ်ပြီးရင်ဓာတ်ပြန်လုပ်ပြီးစီခိုးဥတင်တောင်းပန်တယ်ဆိုပါစို့ပဲသားဘယ်နှခါပဲစီခိုးဥတင်ပြန်တောင်းပန်ရာနဲ့အမာရွတ်ကတော့မလဲမသိကြံကိုကြံနေတော့မှအဲ့လိုပဲနှုံးတဲ့တစ်ဖက်သားကိုထိုးနေတဲ့အခါမှာလေဓာတ်နဲ့ထိုးသလိုပါပဲနာရရဖြစ်တဲ့အမာရွတ်ကြံနေတတ်ပါတယ်ငါသားတဲ့တကယ်တော့မိတ်ဆွေတငယ်ချင်းတွေဆိုတာအဖိုးအနှစ်ကထိုက်တန်တဲ့ယတနာတွေပါပဲမိတ်ဆွေတငယ်ချင်းတွေဟာကျွန်တော်တို့တွေကိုပြုံးရွှင်ရမောစေနိုင်ပါတယ်ကျွန်တော်တို့ဘဝမှာအောင်မြင်တဲ့ခီးရအောင်အပေးကူညီနိုင်ပါတယ်ကျွန်တော်တို့တွေမှာရေဖွက်စရာတွေရှိလာရင်လည်းနားဆိုင်ထောက်ပေးတတ်ကြပါတယ်ချီကျူးစကားကရဲစကားလုံးစုံကိုလည်းမြောက်ရည်ခံစားပေးနိုင်ပါတယ်ဒါကြောင့်ဦးမိတ်ဆွေတွေကိုကသူတို့အပေါ်ဘလောက်ခူးဆိုင်တဲ့အကြောင်းပြလိုက်ကြစမ်းပါပြီးတော့တစ်ဆက်တည်းပဲပြောလိုက်ပါစေခင်ဗျားရဲ့ချန်စီယိုမှာကျွန်တော်ကြောင့်များတန်တို့ရာတွေကြံခဲ့တယ်ဆိုရင်ကျွန်တော်ကိုဖုတ်လောက်ပေးဖို့လဲနူးညွတ်တောင်းပန်ချင်ပါတယ်